Hello တောင်ဥက္ကလာတစ္ဆာလမ်းမကြီးပေါ်မှာဒီလိုအမိုက်စာဘာကြီးဖွင့်နေပြီးရဲ့နော်ဒီဘာကဖွင့်တာရက်ပိုင်းပဲရှိပါသေးတယ်ဒီလိုမျိုး amplet တွေကိုမှလုံးဝ stage show လိုမျိုး full band တွေ dancer တွေ DJ တွေအပြည့်နဲ့လုံးဝကိုအမိုက်စာဘာအကြီးပေါ့နော်ဆိုတော့ကဲအဲ့ဒီဘာကြီးကို IB ခေါ်သွားမယ်လိုက်ခဲ့ပါအောင်နော်ဒါဆိုင်အောက်ထက်ကတေဘယ်လေးပေါ့နော်ဘန်နဲ့နီးနီးနားနားထိုင်ပြီးတော့တချင်းတွေလိုက်អော်ခြင်းလို့ရှိရင်အောက်ထက်မှာပဲတေဘယ်ယူပါပြီးရင်ဒီမှာအပေါ်ထက်လိုက်ပြမယ်အပေါ်ထက်မှာဆိုလို့ရှိရင်လို့တက်တောင့်တက်တာထိုင်လို့ရတဲ့ sofa table လေးလည်းရှိတယ်ပြီးလို့ရှိရင်ဒီဘက်မှာရိုးရိုးဒီ table လေးလည်းရှိရပေါ့နော်ဆိုတော့ IB ကအပေါ်စီကနေကြည့်ချင်တဲ့အတွက်ကြောင့်အပေါ်ထက်က table လေးကိုပဲယူထားလိုက်ပါတယ်ဘာရောက်မှတော့ရဲရောက်ချင်းတောက်အောင်မှာပေါ့နော် shorts လေးတစ်ခွက်တောက်လိုက်ပါတယ်တောက်ပြီးတော့ငါးမာလာလေးစားပါတယ်စားရင်းနဲ့ကော်တီတစ်ခွက်ထပ်တောက်ပါတယ်ပြီးတော့ထပ်စားပါတယ်နောက်တစ်ခွက်ထပ်တောက်ပါတယ်ပြီးတော့ထပ်စားပါတယ် IB အဲ့လိုစားလိုက်တောက်လိုက်လှုပ်လို့ IB တောက်နိုင်တာပေါ့နော်အဲ့ဒါလေးတစ်ခုကပြောပြတာပါကဲခုန IB ဘာတွေစားလဲဘာတွေတောက်လဲဆိုတာဒီချပြောပြမယ်နော်ဒါလေးကတော့ပဇွန်မီးဖုတ်တုပ်လေးပေါ့နော်ရိုးရိုးအတုပ်ထက်စားလို့ရှိရင်ပဇွန်လေးကိုဒီလိုမီးကင်ပြီးတုပ်ထားတာမှု့မှု့လေးနဲ့စားလို့တော်တော်ကောင်းတယ်ပေါ့နော်ဒါလေးကတော့ကက်ကတဲ့ငါးမာလာလေးပေါ့နော်ပူပူဆက်ဆက်နဲ့ပွင့်ထွက်နေတော့သူကအမီးအနေနဲ့ဆိုတော်တော်ကောင်းတယ်ဒါလေးကတော့ IB တို့တစ်ဖွဲ့လုံးရဲ့အကြိုက်ဆုံးဖြစ်သွားတဲ့စိတ်ဥကြမ်းဟင်းဂျိုလေးပေါ့နော်စိတ်ဥကြမ်းဟင်းဂျိုတော်တော်များများဆိုင်နေမှာတိတ်မတွေ့ဘူးပါဘူး IB စားရတယ်စားခဲ့တယ်ပေါ့နော်ဒီမှာတော်တော်ကိုမှကောင်းတာပါအရသာရောအဆက်ဟက်ကောဥနုနုလေးတွေရောရှယ်ပဲကဲစားတာများသွားပြီးတော့ဒီမှာ mock လေးတစ်ခွက်မှားလိုက်တယ်ပေါ့နော်အယ်ကိုဟောမတောက်တတ်တဲ့သူတွေအတွက်လည်းဒီဆိုင်မှာဒီလိုမျိုးလေးတွေလည်းရသေးရယ်နော်စားပြီးတောက်ပြီးနောက်ဆုံးပိတ်မှာအချိုတဲလိုက်ရတယ်လို့မလို့အရန်ကိုကျေနပ်သွားတာပေါ့နော်ကဲမော်တေးလေးတောက်ရင်သူတို့ဘန်ဖြော်ပြတာလေးကိုဆက်ပြီးနားထောင်နေလိုက်တယ်ပေါ့နော် full band ဆိုတော့လုံးဝအတန်ရောအမိုက်စားကြီးပေါ့နော် show ကတချင်းဆိုတဲ့ amplet တဲ့ band ဖွဲ့ရကြတော့နေ့တိုင်းရှိရเนาะဒါပေမဲ့ခုနလိုမျိုးဒီ performance တွေ DJ တွေ dancer တွေကကြတော့သူကပိတ်ရက်လိုမျိုးပေါ့တောက်ကြစနေတတင်းတွေလိုနေမျိုးမှရှိတယ် new year တို့ဘာလို့မှလည်းရှိမယ်ပေါ့နော်ဆိုတော့အဲ့လိုနေမျိုးလာလို့ရှိရင်တော့လုံးဝ show ပွဲကြီးလိုပို့ပြီးပျော်ဖို့ကောင်းတာပေါ့နော်ပုံမှန်ရက်ကကြတော့ဘာလေးမှအေးဆေးထိုင်တောက်ပြီးတော့ amplet လေးနားထောင်ရင်းနဲ့ချေးလို့ရပါတယ်ဆိုတော့ amplet ကနေတိုင်းရှိတဲ့အတွက်ကြောင့်ဘယ်နေ့လာစိတ်ပူစရာမလိုဘူးပေါ့နော်ပြီးတော့အစားတောက်လည်းကောင်းတယ်ဈေးနှုန်းတွေလည်း fair ဖြစ်ပါတယ်နေရာကလည်းတောင်ကလာတစ္ဆာလမ်းမကြီးပေါ်မှာပဲဆိုတော့လာရတာလည်းမခက်ဘူးเนาะကဲဆိုတော့ IB ကဒီနေရာမှာဒီဘားလေးဖွင့်နေပြီဆိုတာကို IB လာပြောပြတာပါဒီ vlog လေးကတော့ဒီလောက်ပါပဲเนาะနောက် vlog မှာပြန်တွေ့မယ်တတာ